嘛，他们因为就是跟亚的对，因为当我们要问的， Безусловно, нужно поработать на экономическом треке. 那么就那到西伯伊那边所以就那到旁边面乌萨北比阿罗罗亚巴面， Но здесь есть хорошие заделы, хорошие проекты. 大家讲的project 西曼根的来西巴的， Развиваются отношения в сфере безопасности. 那个是生意刚刚做的那边的，做的边。 ဆရာမှုမြန်မာပြည်သူများပေါ်မှာဆန္ဒမှုပြောကြားပေးတဲ့ကြောင့်အထူးပဲကျေးဇူးတင်ရှိအောင်ပြောလိုပါတယ်ရုရှားနိုင်ငံနေပြီးတော့လိုက်လဲစာနေတွေ့စာကျေးဇူးတဲ့ကြောင့်အများကြီးရှေ့ဆက်လို့ဆရာလည်းများစွာရှိပါတယ်ဒီတက်လဲဆိုတော့ကျွန်တော်သေးသေးဆွေးနွေးနိုင်မယ်လို့မျှော်လင့်ထားပါတယ် На этом встрече мы сможем обсудить все возможные договоренности для расширения отношений между нашими двух стран. နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေအစီအရောရဲ့အပိထောက်ခံမှုကြောင့်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေများစွာပြောင်းလဲတိုးတက်လာပြီးဖြစ်ပါတယ် Из-за поддержки России и лично вас, поддержка от вас, мы получили многие результаты отношений на международной арене. ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မယ့်ကိစ္စတွေလည်းနေပြင်များစွာကြာမှာသေးတယ် И я хотел отметить, документами, подписанными в рамках официального визита президента Республики Союз Мьянма о путях и средствах противодействия, смягчения и компенсирования негативных последствий от ပြည်ထောင်စုတမန်တော်မြန်မာနိုင်ငံတို့နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြားတစ်ဖက်တိုက်အကြမ်းэнергетики Республики Союз Мьянма Коул-Коул-Вин обмениваются меморандумом о взаимопонимании в сфере энергетики, нефти и газа. ပြည်ထောင်စုတမန်တော်မြန်မာနိုင်ငံတို့လက်စီနဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ရုရှားရင်းနှံနဲ့တဘာဝတန်းငွေခံခန္ဓာများအတွက်နီလာမှုစကြုံလွှတ်